စိတ်ကိုကြည်လင်စေပြီးကံပွင့်စေတဲ့ဘာသာရေးနဲ့စိတ်နေစိတ်ထားပထမအခန်းမှာကျွန်တော်တို့အိမ်ရဲ့ပြင့်ပပဝန်းကျင်တန်ရှင်းရေးအကြောင်းပြောခဲ့ပြီးပါပြီဒီအခန်းမှာတော့အိမ်ရဲ့အတွင်းစိတ်ဝိညာဉ်လို့ပြောလို့ရတဲ့ဘာသာရေးစိတ်ဓာတ်ခွန်အားနဲ့မိသားစုဝင်တို့ရဲ့စိတ်နေစိတ်ထားအကြောင်းကိုပြောပြသွားပါမယ်ပြင့်ပကတန်ရှင်းနေုံနဲ့မလုံလောက်ပါဘူးအတွင်းစိတ်ကလည်းကြည်လင်နေမှလားတကယ်ကြီးဝါတိုးတက်ခြင်းဆိုတာဖြစ်ပေါ်လာမှာပါဖျားစဉ်အိမ်ရဲ့ဖုံးကန်စုဝေးရာမြမအိမ်တိုင်းမှာဖျားစဉ်ဟာအမြင့်ဆုံးနဲ့အမွန်မြတ်ဆုံးနေရာမှာရှိပါတယ်ဒါဟာသက်ဝင်ယုံကြည်မှုတွေမကဘဲအိမ်ရဲ့ဖုံးချက်တွေကိုဆုံးဖြတ်တဲ့နေရာလေးဖြစ်ပါတယ်နေ့စဉ်ဝတ်ပြုခြင်းနေ့စဉ်မပြတ်မကွက်ရေချမ်းပန်းစီမီကလူပါအလို့မအားလို့ဆိုတဲ့အကြောင်းပြချက်ဟာမခိုင်လုံပါဘူးဖျားကိုဝတ်ပြုဖို့ပေးလိုက်တဲ့မနက်ခင်း15မိနစ်ဟာတင်းရဲ့တနေ့တာလုံးကိုအေးချမ်းစေပြီးကံပွင့်စေတဲ့အချိန်ဖြစ်ပါတယ်တန်ရှင်းမှုဖျားစဉ်မှာဖုံးတွေတက်နေတာပန်းဟောင်းတွေခြောက်ကပ်နေတာမျိုးဘယ်တော့မှမဖြစ်ပါစေနဲ့ဖျားစဉ်တန်ရှင်းနေခြင်းကတင်းရဲ့စိတ်ကိုကြည်လင်စေပြီးကောင်းကျိုးလိုလားတဲ့နှက်ကောင်းနှက်မြတ်တွေကိုတင်းအိမ်မှာစံပယ်ဖို့ဖိတ်ခေါ်ရာရောက်ပါတယ်စိတ်တည်ငြိမ်မှုဖျားစဉ်ရှေ့မှာရှိနေခြင်းဟာမိသားစုဝင်တွေအတွက်စိတ်တည်ငြိမ်မှု focus အရာဆုံးအချိန်ဖြစ်ပါတယ်ကြီးဝါခြင်းတဲ့သူဟာစိတ်တည်ငြိမ်ဖို့လိုအပ်ပါတယ်စိတ်ကြည်လင်မှမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်မှာဖြစ်ပါတယ်။ Nick မြစ်တာသုံးနေပရိတ်တရားတော်များအတန်ဆိုတာစွမ်းအင်တစ်မျိုးပါကျွန်တော်တို့အိမ်မှာဘလို့အတန်မျိုးတွေကြားနေရတယ်လဲဆိုတာကလည်းတင့်အိမ်ရဲ့ကန်းစားတာအပေါ်မူတည်ပါတယ်။တရားတော်များဖွင့်ထားခြင်းအိမ်မှာပရိတ်ပဋ္ဌာန်းတရားတော်တွေကိုရွတ်ဖတ်တာဒါမှမဟုတ်တရားခွေ audio books တွေဖွင့်ထားတာဟာအိမ်ရဲ့တုံ့ကားမှုကိုမြင့်တင်ပေးပါတယ်။ဒါဟာအိမ်ထဲကမကောင်းတဲ့စွမ်းအင်တွေကိုဖယ်ရှားပေးပြီးကောင်းမွန်တဲ့စွမ်းအင်တွေကိုဖြစ်ပေါ်စေပါတယ်။စိတ်အေးချမ်းမှုတရားတော်များရဲ့အတန်ဟာမိသားစုဝင်တွေရဲ့စိတ်ကိုအေးချမ်းစေပြီးဒေါသကိုလျော့နေစေပါတယ်။စိတ်အေးချမ်းတဲ့အိမ်မှာနေထိုင်ရတာဟာဘလောက်ပဲပင်ပန်းပါစေပြန်ရောက်ရင်အနားရစေပါတယ်။အိမ်ကမိဘများမကုန်ခန်းနိုင်တဲ့လာဗလအရင်မြစ်မိဘနဲ့လူကြီးသူမတွေကိုပြုစုလှုပ်ကြွေးခြင်းဟာမြမယဉ်ကျေးမှုအရာအကြီးမားဆုံးသောကောင်းမှုကုသိုလ်တစ်ခုဖြစ်ပါတယ်။မိဘကိုလှုပ်ကြွေးခြင်းမိဘဟာအိမ်ကဖျားဆိုတဲ့အတိုင်းမိဘကိုကောင်းကောင်းမွန်မွန်ပြုစုစောင့်ရှောက်ခြင်းဟာဘယ်တော့မှမကုန်ခန်းနိုင်တဲ့လာဗလအရင်မြစ်ဖြစ်ပါတယ်။မိဘရဲ့မေတ္တာနဲ့ဆုတောင်းဟာတင့်ကိုကြီးပွားတိုးတက်စေတဲ့အထူးကတော့ချက်ဖြစ်ပါတယ်။လူကြီးသူမတွေကိုတန်ဖိုးထားပါ။အိမ်မှာရှိတဲ့လူကြီးသူမတွေကိုလေးစားတန်ဖိုးထားပါ။သူတို့ရဲ့အတွေ့အကြုံနဲ့အကြံဉာဏ်တွေကတင့်ကိုမှန်ကန်တဲ့လမ်းကြောင်းစီပို့ဆောင်ပေးနိုင်ပါတယ်။အိမ်တစ်ခုမှာကြီးပွားတိုးတက်ဖို့ဆိုတာပြင်ပတန်ရှင်းရေးတင်မကပါဘူးအတွင်းစိတ်ကြည်လင်မှုလည်းလိုအပ်ပါတယ်ဖျားစဉ်ကိုဂရုစိုက်ပါတရားတော်များနာကြပါမိဘနဲ့လူကြီးသူမတွေကိုပြုစုပါဒါဆိုရင်တင့်အိမ်မှာအမြဲအေးချမ်းပြီးကံကောင်းခြင်းတွေဝင်ရောက်လာပါလိမ့်မယ်အိမ်တွင်စီးလုံးညီညွတ်မှုညစ်စိတ်ချမ်းသာခြင်းရှေ့အခန်းတွေမှာကျွန်တော်တို့အိမ်ရဲ့ပြင်ပတန်ရှင်းရေးအကွင်းစိတ်ကြည်လင်မှုအကြောင်းပြောခဲ့ပြီးပါပြီဒီအခန်းမှာတော့အိမ်တစ်ခုရဲ့စွမ်းအင်တွေစုစားရာမိသားစုဝင်တွေကြားကဆက်ဆံရေးနဲ့အိမ်တွင်းစီးလုံးညီညွတ်မှုအကြောင်းကိုပြောပြသွားပါမယ်။ပြင်ပကတန်ရှင်းနေုံနဲ့အတွင်းစိတ်ကကြည်လင်နေုံနဲ့မလုံလောက်ပါဘူး။မိသားစုဝင်တွေကြားမှာစီးလုံးညီညွတ်မှုရှိမှသာတကယ်ကြီးပွားတိုးတက်ခြင်းဆိုတာဖြစ်ပေါ်လာမှာပါ။ရှီးလူကြီးတွေပြောမှုတဲ့စကားပုံရှိပါတယ်။အိမ်တွင်းမအေးအပြည့်မနှွေးဒါဟာအိမ်တစ်ခုရဲ့ငြိမ်းချမ်းမှုဟာဘလောက်အရေးကြီးလဲဆိုတာကိုပြနေခြင်းပါ။စကားပြောဆင်ခြင်းပါ။အိမ်ထဲမှာဆဲဆိုချိန်မောင်းတာတွေတဦးနဲ့တဦးအပြစ်တင်တာတွေကိုရှောင်ကျင်ပါချိုးသွားတဲ့စကားလုံးတွေကသာနားလည်မှုကိုတိဆောက်နိုင်ပါတယ်စကားပြောတာမှာငါဆိုတဲ့အတ္တကိုလျှော့ပြီးငါရဆိုတဲ့စိတ်တိုင်းနဲ့ပြောဆိုပါအတူတူအချိန်ပေးပါအနည်းဆုံးတစ်နေ့တစ်နတ်တော့ထမဲလက်ဆောင်စားပါမိသားစုဝင်တွေကြားကချစ်ချင်းမေတ္တာဟာအိမ်ကိုနှွေးထွေးတဲ့စွမ်းအင်ကွင်းပြင်ထစ်စေပါတယ်အတူတူထမင်းစားချိန်မှာအလောက်အကြောင်းငွေကြေးအကြောင်းတွေကိုမပြောပါနဲ့မိသားစုဝင်တွေရဲ့ကျမ်းမာရေးနဲ့ပျော်ရွှင်မှုအကြောင်းတွေကိုပဲပြောဆိုပါနားလည်မှုနဲ့ခွင့်လွှတ်ခြင်းမိသားစုဝင်တွေကြားမှာသဘောထားကွဲလွဲမှုတွေရှိနိုင်ပါတယ်ဒါပေမဲ့အချင်းချင်းနားလည်မှုနဲ့ခွင့်လွှတ်ခြင်းရှိမှသာစီးလုံးညီညွတ်မှုကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်အမားတစ်ခုကိုအပြစ်တင်နေမဲ့အစားဘလို့ပြင်ဆင်ရမလဲဆိုတာကိုအတူတူတိုင်ပင်ပါမိသားစုဝင်တွေရဲ့ပူးပေါင်းဆောင်ရွက်မှုစီးလုံးချင်းဒီအင်အားဆိုတဲ့အတိုင်းမိသားစုဝင်တွေရဲ့ပူးပေါင်းဆောင်ရွက်မှုဟာအိမ်ရဲ့ကြီးပွားတိုးတက်ဖို့အတွက်အရေးကြီးပါတယ်
အိမ်လုပ်တွေကိုဝိုင်းဝန်းလုပ်ပါအိမ်လုပ်တွေကိုမိသားစုအားလုံးဝိုင်းဝန်းလုပ်ပါဒါဟာအိမ်ကိုတန်ရှင်းစေရုံတင်မကပဲမိသားစုဝင်တွေကြားကတန်ရောစဉ်ကိုလည်းခိုင်းပါစေပါတယ်စီးပွားရေးအရာပူပေါင်းပါမိသားစုဝင်တွေရဲ့စီးပွားရေးလုပ်ငန်းတွေကိုပူးပေါင်းဆောင်ရွက်ပါမိသားစုဝင်တို့ရဲ့အောင်မြင်မှုဟာအိမ်ရဲ့အောင်မြင်မှုဖြစ်တယ်ဆိုတဲ့စိတ်ဓာတ်နဲ့ပံ့ပိုးပေးပါအချင်းချင်းပံ့ပိုးပေးပါမိသားစုဝင်တို့ဒုက္ခရောက်နေချိန်မှာကြံတဲ့သူတွေကပံ့ပိုးပေးပါမိသားစုဝင်တွေရဲ့အားနည်းချက်ကိုဝေဖန်မဲ့အစားဘလို့ကူညီရမလဲဆိုတာကိုစဉ်းစားပါအိမ်တွင်းစိတ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းသည်အကြီးမားဆုံးသောကွယ်လံချမ်းသာခြင်းဖြစ်ပါတယ်မိသားစုဝင်တွေရဲ့စိတ်ချမ်းသာခြင်းဟာအိမ်ရဲ့ကြီးမားတိုးတက်ဖို့အတွက်အခြေခံဖြစ်ပါတယ်စိတ်ကြည်လင်မှုမိသားစုဝင်တွေရဲ့စိတ်ကြည်လင်မှုဟာအိမ်ရဲ့စွမ်းအင်ကိုမြင့်တင်ပေးပါတယ်စိတ်ကြည်လင်တဲ့အိမ်မှာနေထိုင်ရတာဟာဘလောက်ပဲပင်ပန်းပါစေပြန်ရောက်ရင်အနားရစေပါတယ်ပျော်ရွှင်မှုမိသားစုဝင်တွေရဲ့ပျော်ရွှင်မှုဟာအိမ်ရဲ့ကြက်တည်ကိုတိုးတက်စေပါတယ်ပျော်ရွှင်တဲ့အိမ်မှာနေထိုင်ရတာဟာဘလောက်ပဲဆင်းရဲပါစေပြန်ရောက်ရင်စိတ်ချမ်းသာစေပါတယ်ကိုယ်စိတ်နှဖျားကျန်းမာခြင်းမိသားစုဝင်တွေရဲ့ကျန်းမာရေးဟာအိမ်ရဲ့ကြီးပွားတိုးတက်ဖို့အတွက်အရေးကြီးပါတယ်ကိုယ်ကျန်းမာမှစိတ်ကျန်းမာမှစိတ်ကျန်းမာမှကြီးပွားတိုးတက်ခြင်းဆိုတာဖြစ်ပေါ်လာမှာပါအိမ်တစ်ခုမှာကြီးပွားတိုးတက်ဖို့ဆိုတာပြင်ပတန်ရှင်းရေးအတွင်းစိတ်ကြီးလင်မှုတွေမကပါဘူးအိမ်တွင်းစည်းလုံးညီညွတ်မှုနဲ့စိတ်ချမ်းသာခြင်းလည်းလိုအပ်ပါတယ်စကားပြောဆင်ခြင်းမှာအတူတူအချိန်ပေးပါအချင်းချင်းပံ့ပိုးပေးပါစိတ်ကြည်လင်ပျော်ရွှင်ပါကိုယ်စိတ်နှဖျားကျန်းမာပါဒါဆိုရင်တင့်အိမ်မှာအမြဲအေးချမ်းပြီးကံကောင်းခြင်းတွေဝင်ရောက်လာပါလိမ့်မယ်ကွယ်လံချမ်းသာခြင်းရဲ့တော့ချက်တွေစီးပွားရေးဆိုင်ရာအလေးချင်းကောင်းများစီးပွားရေးဆိုင်ရာအလေးချင်းကောင်းများအကြောင်းကိုပြောပြသွားပါမယ်ပြင်ပကတန်ရှင်းနေုံနဲ့အတွင်းစိတ်ကကြီးလည်နေုံစီးလုံးညီညွတ်မှုရှိုံနဲ့မလုံလောက်ပါဘူးစီးပွားရေးအရာမှန်ကန်တဲ့စီမံခန့်ခွဲမှုရှိမှသာရေရှည်တည်တာနဲ့ကွယ်လံချမ်းသာခြင်းဆိုတာဖြစ်ပေါ်လာမှာပါတစ်ဝင်ငွေထွက်ငွေမှတ်တမ်းငွေကိုစနစ်တကျမကင်တွယ်တတ်ရင်ငွေကတင့်ကိုကင်တွယ်လိမ့်မယ်လို့ဆိုရရှိပါတယ်စီးပွားတက်ချင်းတဲ့အိမ်တစ်ခုရဲ့ပထမဆုံးစီးပွားရေးအလေးအကျင့်တာမှတ်တမ်းထားခြင်းပါပဲဝင်ငွေထွက်ငွေမှတ်သားပါနေ့စဉ်အပတ်စဉ်လစဉ်ဝင်ငွေနဲ့ထွက်ငွေအားလုံးကိုတေးသေးချာချာမှတ်သားထားပါဒါမှသာသိညာငွေကြီးစီးလုံးမှုကိုရှင်းရှင်းလင်းလင်းသိနိုင်မှာဖြစ်ပါတယ်မလိုအပ်တဲ့အသုံးစရိတ်တွေကိုရော့ချပါမှတ်တမ်းကိုပြန်လဲသုံးသပ်ပြီးမလိုအပ်တဲ့အသုံးစရိတ်တွေကိုဖယ်ရှားပါမိုးရွာတုံးရေခန့်ဆိုသလိုဝင်ငွေရှိနေစဉ်မှာမလိုအပ်ပဲကြောဝါချင်းလို့သုံးဆွဲတာမျိုးကိုရှောင်ပါစုဆောင်းခြင်းရဲ့အမှုပညာမိုးရွာတုံးရေခန့်ဆိုသလိုဝင်ငွေရှိနေစဉ်မှာအနာဂတ်အတွက်အချိုးကျစုဆောင်းပါနည်းနည်းစုညံ့များများရဆိုရဲ့အတိုင်းနည်းနည်းချင်းစတင်စုဆောင်းပါအချိုးကျစုဆောင်းပါဝင်ငွေရရှိလာရင်အရင်ဆုံးစုဆောင်းငွေကိုဖယ်ထားပြီးမှကြံတာကိုသုံးဆွဲပါအရင်စုနောက်ဆုံးဆိုတဲ့စည်းကမ်းကိုလိုက်နာပါအရေးပေါ်ရန်ပုံငွေကျန်းမာရေးလူမှုအရေးပေါ်ကိစ္စတွေအတွက်အရေးပေါ်ရန်ပုံငွေတရက်ကိုတီးတန့်စုဆောင်းထားပါဒါမှသာမထင်မှတ်တဲ့အခက်အခဲတွေကြုံတွေ့ချိန်မှာစိတ်အေးချမ်းစွာဖြေရှင်းနိုင်မှာပါအလူဒါနပြုပါရရှိလာတဲ့အကျိုးမြတ်ထက်ကအစိတ်အပိုင်းတစ်ခုကိုပရဟိတနဲ့အလူဒါနတွေမှာသုံးဆွဲပါဘေးကန်းခြင်းဟာပြန်လည်ရရှိခြင်းရဲ့လျှော့ချဖြစ်ပါတယ်စေရနာအပြည့်နဲ့အလူဒါနပြုပါစေရနာအပြည့်နဲ့အလူဒါနပြုခြင်းဟာသင်ရဲ့စိတ်ကိုကြည်လင်စေပြီးကောင်းကျိုးလိုလားတဲ့နတ်ကောင်းနတ်ညတ်တွေကိုသင်အိမ်မှာစံပယ်ဖို့ဖိတ်ခေါ်ရာရောက်ပါတယ်အလူဒါနပြုခြင်းရဲ့အကျိုးကျေးဇူးဟာသင်ရဲ့ကံစားလာကိုမြင့်တင်ပေးပြီးလာဗလာတွေကိုပိုမိုဝင်ရောက်စေပါတယ်ပေးရင်ရဆိုတဲ့နိယာမှုကိုယုံကြည်ပါအိမ်တွဲအစီရင်နဲ့သဘာဝအပင်စိုက်ပါအိမ်ရှိမှာစိမ့်လွှမ်းတဲ့အပင်လေးတွေလက်ပင်လို့ခေါ်တဲ့ money plant လေးတွေစိုက်ပြပါအပင်တွေကအောက်ဆီဂျင်ပေးုံတွေမကပဲအိမ်ကိုတက်ဝင်လှုပ်ရှားစေပါတယ်ရေအေးအေးထားပါအိမ်မှာရေအိုးသုံးမဟုတ်ရေစင်းအမြဲပြည့်နေပါစေရေဟာအေးချမ်းခြင်းနဲ့ကွယ်လံခြင်းရဲ့ပြုထုပါတယ်အိမ်တစ်ခုမှာကြီးဝါတိုးတက်ဖို့ပြုလုပ်ရတဲ့အရာတွေ audio book အတော့အလုံးကိုအောက်ပါအတိုင်းအငင်းချုပ်နေကုန်းချုပ်လိုက်ပါတယ်ခင်ဗျာမိမိတို့ရဲ့နေအိမ်မှာလာဗလာတွေပွင့်လန်းပြီးရေရှည်တည်တဲ့နဲ့ကြီးဝါချမ်းသာမှုရရှိဖို့ဆိုတာအချက်၅ခုရဲ့ဟန်ချက်ညီပေါင်းစပ်မှုအပေါ်မှာမူတည်ပါတယ်တစ်ပြင်ပတန်ရှင်းရေးအမိုက်ကင်းစံပြီးလေးဝဲလေးထွက်ကောင်းရာတဲ့ရတဲ့အိမ်ဟာလက်နက်ဆိုးတွေကိုမောင်းထုတ်ပြီးချက်တည်မင်္ဂလာကိုဖိတ်ခေါ်ပါတယ်နှစ်အတွင်းစိတ်ကြည်လင်မှုနေ့စဉ်ဘာသာရေးဝတ်ပြုခြင်းတရားဘာဝနာပွားများခြင်းဖြင့်
အိမ်တွင်းမှာအေးချမ်းတဲ့စွမ်းအင်တွေဂိမ်းကွက်စေပါတယ်။ 3. မိသားစုစည်းလုံးညီညွတ်မှုအချင်းချင်းချိုးသွားစွာပြောဆိုခြင်းဝိုင်းဝန်းကူညီခြင်းနဲ့နားလည်မှုပေးခြင်းတို့သည်အိမ်တစ်ခုရဲ့အကြီးမားဆုံးသောအင်အားဖြစ်ပါတယ်။ 4. စီးပွားရေးအလေးအကျင့်ဝင်ငွေထွက်ငွေမတန်ထားခြင်းစနစ်တကျစုဆောင်းခြင်းနဲ့စေတနာပါအလှူဒါနာပြုခြင်းဟာငွေကြေးစည်းလုံးမှုကိုခိုင်မာစေပါတယ်။ 5. တဘာဝနဲ့အစီအရင်စိန်လွှာနဲ့အပင်များစိုက်ပျိုးခြင်းနဲ့ရေအိုးရေစဉ်အမြဲပြည့်စုံနေခြင်းဟာအိမ်ကိုအေးမြစေသည့်ကွယ်လံခြင်းကိုစောင့်ကြည့်ပါတယ်။အိမ်သားယာမှအလုံနာမယ်ရမည်စိတ်ချမ်းသာမှစီးပွားတက်မည်ဆိုတဲ့အတိုင်းဒီအချက်တွေကိုလက်တွေ့ကျင့်သုံးခြင်းဖြင့်တင်နဲ့တင့်မိသားစုသည်ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာပြီးတိုးတက်မှုအပေါင်းနဲ့ပြည့်စုံကြပါစေကြောင်းဆုမွန်ကုန်းတောင်းရတာပါတယ်ခင်ဗျာ။